ဖွဲ့ရဲ့စီးရီးတင်ပြချက်အရသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၃ဘက်ကနိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေနည်းဥပဒေနဲ့အညီရွေးချယ်တင်ပြထားတဲ့ဒုတိယသမ္မတ၃ဦးဟာနိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားတဲ့ရည်ရှိများနဲ့ပြည့်စုံပါကြောင်းအထက်ပါစီစီရေးဖွဲ့များကထောက်ခံတင်ပြထားပါတယ်။နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေပုံမှန်၄ပုံမှန်ဝယ်ကနဲ့9တို့နဲ့အညီသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အသီးသီးကရွေးချယ်တင်ပြထားတဲ့ဒုတိယသမ္မတ3ဦးနဲ့မိမိတို့ကြိုက်နေတဲ့ဒုတိယသမ္မတ2ကိုနိုင်ငံတော်သမ္မတဖြင့်စာနာမဲပေးရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ပြည်တော်စုလွှတ်တော်ကိုယ်စားများခင်ဗျာတို့အတွက်ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းသားပြည်လုံးညီညွတ်ရေးပါတီမွန်ညီညွတ်ရေးပါတီရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပြည်တော်စုလွှတ်တော်ကိုယ်စားများခင်ဗျာပထမပုံမှန်အစည်းအဝေးဒုတိယနေ့အစီအစဉ်ကိုရန်နာပါမယ်။ယနေ့အတွက်အစည်းအဝေးပြီးဆုံးကြောင်းနဲ့တတိယအကြိမ်